တခါကြီးတခါမကြီးတို့ရှိကြလားဘာကိစ္စများရှိတော့ဗျာ တခါကြီးစာတင်သားအစ်စ်တစ်ပါးအတွက်စုံးခံရင်လုံးနေလို့စုံးခံရင်ငါဖိတ်တာပါတခါကြီး ဩအဲ့ဒါတပည့်တော်ကမနေ့စောစောအလုပ်သွားတဲ့ခါကျတော့အိမ်မှာသမီးတွေပဲကြံခဲ့တော့မသိတော့လို့ပါဗျာ ဒါဆိုလဲဦးစင်းတို့ခွင့်ပြုပါ တော်ပါဗျာ ဘုသူမနာစက်မဖိတ်ပါတော့နဲ့ဖေဟာတပည့်တော်ရှက်လာပြီဒီတခါကြီးဆိုသူသမီးတွေရှိလို့စွမလောင်းနိုင်အောင်တပည့်တော်တန်ဃာတို့တွေမယုံတော့ရလားဖေဟာစိတ်ဆိုးမိပါတယ်ငါအရှင်တခါကြီးပြောတော့လဲမမဘူးငါအရှင်တင်ငန်းခြုံနာတိုင်းတန်ဃာမဟုတ်တဲ့သူတွေရှိလေတော့သူထင်ခံရတာမမဘူးဘာမှအာမငယ်ပါနဲ့တအိမ်မမရပဲနဲ့တပည့်တော်တော့မပြန်နိုင်ဘူးကိုတော်ကရှေ့ကနေသွားနေတာပဲအရှင်ကနောက်ကနေလိုက်ယုံတယ်ကဲပါလာကိုတော်နောက်ကလိုက်ခဲ့ဆက်ပါမယ် လက်စင်ကန်ဘာဒီငိမ့်ချမ်းသာရသည်ချွတ်တဲ့မှုတွေစင်စားရှောင်းလန်းနိုင်သူတွေစာတင်သာရီယတီတင်ကြနေတဲ့လေစနေရဲ့အနေအထားသာသနာကိုလွှမ်းမိုးသွားရှားပါလာသောမျိုးဆက်များတတိမထားစာသင်တိုက်တွေပြောင်းကွယ်သွားသာသနာကြီးကွယ်သွားနိုင်